100ခိုင်နှုန်းနိယာမတ်ဖြစ်ဘဝကိုပြောင်းလဲလိုက်ပါအောင်မြင်တဲ့သူတွေနဲ့တာမန်လူတွေကြားကကွာခြားချက်ဟာအရေးချင်းကြောင့်မဟုတ်ပဲသူတို့နေ့စဉ်လုပ်နေတဲ့အကျင့်သေးသေးလေးတွေကြောင့်ဆိုတာတင်သိပါသလားကျွန်တော်တို့အများစုဟာအကျင့်သစ်တစ်ခုကိုစလုပ်တဲ့အခါကြီးကြီးမားမားတွေချက်ချင်းပြောင်းလဲခြင်းကြတဲ့ဥပမာတစ်နေ့ကိုစာအုပ်တအုပ်ကုန်အောင်ဖတ်မယ်တနာရီကျင်းစော့မယ်စသဖြင့်ပေါ့ဒါပေမဲ့စိတ်အားထက်သန်မှုပျော့သွားတဲ့အခါမှာတော့ရက်ပိုင်းအတွင်းမှာတင်လက်လျှော့လိုက်ကြတာများပါတယ်အဖြေကတော့ atomic habit လို့ခေါ်တဲ့အသေးမွှားလေးတွေကနေစတင်ဖို့ပါ2မိနစ်နီးရမကူ3ပါဘယ်အကျင့်ကိုမဆို2မိနစ်ထက်ပိုမကြာတဲ့အလုပ်လေးကနေစပါဥပမာစာအုပ်ဖတ်ချင်ရင်တစ်မျက်နှာပဲဖတ်ပါလေ့ကျင့်ခန်းလုပ်ချင်ရင်တိုက်တစ်ဆက်ချိန်ပဲထိုးပါအကျင့်ချင်းချိတ်ဆက်ပါတင်အမြဲလုပ်နေကြအလုပ်တစ်ခုပြီးတာနဲ့အကျင့်တစ်ကိုထည့်လုပ်ပါဥပမာကော်ဖီတောက်ပြီးတာနဲ့စာအုပ်တစ်မျက်နှာဖတ်မယ်ပတ်ဝန်းကျင်ကိုပြင်ဆင်ပါစာဖတ်ချင်ရင်စာအုပ်ကိုခေါင်းအုံးနားမှာအမြဲတင်ထားပါနေ့ကစပြီးတင်မပြတ်မကွက်လုံးမဲ့2မိနစ်စာအကျင့်ကောင်းတစ်ခုကဘာဖြစ်မလဲကွန်မန့်မှာတစ်လုံးချင်းစီရေးခဲ့ပေးပါဦးကျွန်တော်တို့အတူတူစတင်ကြရအောင်